လက်ပတ်နာရီဘယ်လောက်တန်တယ်လဲတနာရီ2နာရီ3နာရီ4နာရီအချိန်လေးသိဖို့အရေးကိုမင်းဘယ်လောက်တန်သုံးထားတယ်လဲသူတို့ချင်းကဲခက်တယ်တစ်တင်းတစ်ယောက်တွေ့ရင်စကြည့်တာနိုင်ကြည့်တာလေဒီကောင်တနာရီ2နာရီသိဖို့အရေးတော့မှ3000နဲ့ပတ်ထားတာကိုကွာနောက်ပဲမှန်းလို့ရတယ်ကျွန်တော်ဆက်မရတယ်အကိုနောက်ပါကြည့်သေးလဲဘောပင်ကြည့်တယ်လက်မှတ်ထိုးတဲ့နာရီကိုကြည့်ပြီးတဲ့ခါကျရင်ဒီကောင်ဘလို့ဘောပင်နဲ့လက်မှတ်ထိုးနေတယ်လေမောင်းသားချိုးချီဦးညိုမောင်ဆွေးပတိကိုဥအောင်သိန်းကိုနာမည်ကိုရေးနေတာဘယ်လောက်တန်နဲ့ရေးနေတယ်လဲသူကကျွန်တော်ကိုင်းတဲ့ဘောပင်က1000တောင်တန်ရလားဒါကထိုင်းနိုင်ငံပြန်လာတဲ့တက္ကသိုလ်ကျောင်းသားတယောက်ကပေးလို့3000ခွဲလောက်တန်တဲ့ပတ်ကားကိုကျွန်တော်ပတ်ထားတာကိုစိတ်မသိတယ်လားကျွန်တော်ဝယ်တာမဟုတ်ဘူးကျွန်တော်တပည့်တွေနိုင်ငံခြားရောက်နေတဲ့ကောင်တွေကဝယ်လာလို့ဒါမျိုးတော့2ချောင်းရှိတယ်တယောက်ကအင်ဂျင်နီယာတယောက်ကဆရာဝန်ဟင်းသလားတက္ကသိုလ်ကဟင်းသလားထွက်သွားတဲ့ကောင်လေးဘိုလ်မှုဝေလင်းကြီးတဲ့ခုံနံပါတ်1 6 ပတ်သားဂုံလူရှင်လေးသူကနာမည်ထိုးထားသေးတယ်မောင်သားချိုးတဲ့တာဆရာတဲ့ဘန်ကောက်ကဝင်လာတာတဲ့ဆရာနာမည်လေးထိုးထားတဲ့ဆရာတဲ့ကျွန်တော်နာမည်ထိုးထားပြီးသားသူများပေးတာကျွန်တော်မကိုင်ဘူးတာတန်ခါ3000ခွဲပေါ့အဲ့ဒီလူတွေကိုင်တဲ့ဘောပင်ကျွန်တော်မေးတော့မှနိုင်ကြည့်ပြီးဘောပင်ကြည့်တယ်ဆိုတော့အကိုတို့ဘောပင်ဘယ်လောက်တန်တယ်လဲဆိုကျွန်တော်အမြင့်ဆုံးမြင်ဘူးတာ cross CRO6 cross ခုနကျွန်တော်တို့လာကြော်တဲ့ဒေါက်တာရဲပေါ့ဗျာသွားပဲဆရာဝန်လေးသူကင်ထားတဲ့ဘောပင်လေး cross ပဲကျွန်တော်ရေးတန်းနဲ့ဒေါက်တာလို့ကောင်းမှတ်ရတာလို့ဒါ cross လားလို့ဟုတ်တယ်ဆရာသိသားပဲတဲ့ cross လေးတွေက3သိန်းလို့8000လို့3000 4000 5000ဒါကျွန်တော်သိတော့ဗျာဒါပေါ့ဒီလူတွေထိုးတဲ့လက်ဖက်ထိုးတဲ့ဘောပင်ဟာအနှိမ့်ဆုံးကင်တာ Mount Blanc ဂျာမန်ဘောပင် MOND Mount အင်္ဂလိပ်တွေကယူပါတယ်တောင်ကိုပေါင်းရင် MOUND Mount သူတို့ကဂျာမန်ကယူဖြုတ်ထားတယ် MOND Mount တောင်ပဲဂျာမန်ကျွန်တော်ဂျာမန်စာနည်းနည်းပါးကျွန်တော်သင်ဘူးတယ် Mount နောက်က BLNC Blanc Mount Blanc ချီဦးညွတ်ကျွန်တော်သင်ပေးတယ်ကေတန်ထွက်သွားတယ်စီမဟုတ်ဘူးတဲ့စီနဲ့ရေးထားတယ် BLNC Blanc မဟုတ်ဘူးတဲ့ Blanc Mount Blanc အကောဘောပင်ဘယ်လောက်တန်တာလဲကြည့်လေကိုင်းကြည့်လေကိုဘယ်လောက်လဲလို့နှစ်ပြတယ်ဒါပြတယ်ကျွန်တော်မှန်းချတာ25သိန်းလို့ကျွန်တော်ယူတဲ့ကောင်နော်25သိန်းလို့ရီးနေတယ်ခက်တော့ဦးတဲ့ဘဲတဲ့ကိုဘယ်လောက်တန်တာလဲပြလို့တေချာကြည့်ဦးမှာပြတော့မှစိန်စီထားတဲ့ဘောပင်ပဲနှစ်ကရွှေနှစ်အကို350လားအဲ့ဒါလေမင်းနဲ့နှစ်ချောင်းထိုးထားတယ်အပြာတစ်ချောင်းအနီတစ်ချောင်းဘောပင်တစ်ချောင်းပေါင်းတော့300လောက်တန်တယ်နိုင်နဲ့ပေါင်းတော့1000ပဲဘဝတစ်ခုပဲတောသူတောင်သားလေးတွေ10သိန်းလောက်ပေးရင်အိမ်တော်တစ်ခုတာတာရာဖြစ်ပြီးပေါ့ခြံလေးနဲ့နွားလေးတစ်ကောင်လောက်နဲ့နော်လှေလေးနဲ့နေလို့ရပြီဗျအဲ့လောက်မရှိလို့ဘဝတွေကိုယ့်ရောကာဖြစ်နေတယ်အကိုတို့ဘော့ဘင်ကတစ်ချောင်း350ဆိုတော့အကိုရဲ့ကျွန်တော်တက်လုံးရှာလို့ရပါမလားမရနိုင်ဘူးကျောင်းဆရာမလေးတွေအိမ်ကန်းလေးနဲ့နေရင်လို့ရန်ကုန်မှာဖတ်တီနဲ့သူများအိမ်ငှားနေလိုက်6လတခါစာအုပ်ချုပ်350လောက်ရှိရင်အိမ်ခန်းလေးတစ်ခန်းပိုင်တဲ့ဆရာကြီးလိုချင်လိုက်တာ6လွှာ5လွှာအပေါ်ဆုံးတဲ့ရပါလေစီလင်မယားနဲ့လုံးလုံးချုံသူများမျက်နှာမကြည့်ရတော့ဘူးကိုပိုင်လေးလိုချင်လို့350 380နဲ့ဆုလာဆရာကြီးမပြည့်နိုင်ဘူးတဲ့အခုဘော့ဘင်တစ်ချောင်းသာမရှိဘူးကွာအဲ့ဒါပြောမနေနဲ့တဲ့တထေးတွေကအဲ့နှစ်ခုကြည့်ပြီးရင်ဗာကြည့်သေးလဲကျွန်တော်မေးရတယ်နိုင်ကြည့်ပြီးရင်ဘော့ဘင်ကြည့်တယ်ဘယ်လိုလက်မှတ်ထိုးတာလဲကျွန်တော်မေးရသေးတယ်အကိုလို့တထေးတွေကဘော့ဘင်နဲ့လက်မှတ်ထိုးပြီးတော့နိုင်ပတ်ထားတယ်ဆိုတော့ဗျာလို့တယောက်တော့အကဲခတ်တယ်ဆိုတော့ဘယ်လိုစာချုပ်ချုပ်တာလဲတထေးပါဆိုမှအိမ်ပေါင်းတာချုပ်မလားနွားရောက်တာချုပ်မလားတဲ့နဂတ်ပေါင်းတာချုပ်မလားတဲ့ဘယ်လိုဟာစာချုပ်ချုပ်တာလဲလို့တစ်တော်တွေတော်လုံးအပြောင်ရှင်းတဲ့စာချုပ်ပေါ်တယ်ချုပ်ကြတာဗျာတဲ့အော်လို့ဒါမှတထေးနောက်ဘာကြည့်သေးလဲကျွန်တော်မေးတော့မှနိုင်ကြည့်ပြီးရင်ဘောပင်ကြည့်ပြီးရင်ဘာကြည့်တယ်လဲရှိုင်းကြည့်တယ်ဘယ်တော့တည်းအင်ကြီးမထားတာလဲကျွန်တော်တခုတော့ပြောလိုက်ဦးမယ်မနေ့ကကျွန်တော်မိသားစုကရှောက်လဲကြတော့ကျွန်တော်ကမလိုက်သွားဘူးကျွန်တော်ဟောပြောပဲပြန်လာတော့ရီးနေတယ်အင်းကကျွန်တော်ရဲ့မဟေသီကြီးကကျွန်တော်သား10တန်းကောင်ပူဇာတယ်တဲ့မြမတန်ပေးကဂျမ်းရှင်းကိုသွားတာအဲ့အိမ်လူချင်းနဲ့မေကြီးပေါ့သွားမေးတာဘယ်လောက်တင်လဲတဲ့အပေါ်စားအိမ်ကျွန်တော်မသိဘူးကျွန်တော်သားပူဇာတာပဲကဲဘယ်လောက်လဲမဝယ်ခဲ့ရဘူးလေ2သိန်းခွဲတဲ့ဟာဒါသားမန်တော့ရန်ကုန်မြို့မှာတာမန်ကလေးတွေဝတ်တာကဲဟာအပျော်ဝတ်တာ2သိန်းခွဲအခုကျတော့အသေးတွေဝတ်တာကျွန်တော်မေးတော့အကိုနိုင်နဲ့ဘော့ပင်ကြည့်ပြီးရင်ဘာကြည့်တယ်လဲရှိုင်းကြီးတဲ့ဒန်းဟေးတစ်ထည့်30အဖြူ